ဒါကတော့နေစရာမရှိတော့လို့ကြောင်ကြိုကြောင်ကြားထဲမှာဟိုတယ်ဆောက်လုပ်ရတဲ့ထူးထူးဆန်းဆန်းပေါက်ဖော်ကြီးတွေဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့ဒီအရန်ကိုစံပြလုံးတဲ့ဟိုတယ်ကိုတော့ Desert Rock Hotel လို့ခေါ်ပါတယ်ဒီဟိုတယ်ကိုတဲကနာယာတဲကကြောက်ဆောင်တွေကိုပဲထွင်းထုတ်ပြီးတော့တိဆောက်ထားတာဖြစ်ပြီးတော့အခန်းတစ်ခုချင်းစီမှာမူလကြောက်နေရန်တွေကိုမပြတ်မစည်းထိန်းသိမ်းထားပါတယ်ဒီလိုကျန်းတဲ့ခိုင်မာတဲ့အလှတရားတွေနဲ့မနေ့တိုင်းနှိုးထလာရမယ်ဆိုတာကိုစိတ်ကူးကြည့်လို့ရပါသလားပြီးတော့သတိထားရမှာကဒီဟိုတယ်ကပင်လယ်ရင်းမြစ်နယ်ပြင်အထက်ပေ2600ကျော်မှာတည်ရှိတာဖြစ်ပါတယ်ဒါအပြင်လွန်ခဲ့တဲ့နှစ်တန်းပေါင်း460ကတည်းကရှိနေတဲ့မီးတောင်ကျောက်တွေနဲ့တဲကနာယာတဲပုံရှည်ကြီးတွေရဲ့အံ့ဩဖွယ်ရှုခင်းတွေကဝန်းရံထားပါတယ်တောင်တစ်ခုလုံးကဟိုတယ်ရဲ့အဓိကအဆောက်အဦကြီးတစ်ခုလိုမျိုးဖြစ်ပြီးကြောက်ဆောင်တွေကိုနစ်မြုပ်နေသလိုပါပဲဒီလိုကျဲပြန့်၆သွေးလာတဲ့တဲကနာယာရှုခင်းကြီးကိုကြည့်ရင်းနဲ့ကမ္ဘာပေါ်မှာတင်တယောက်ထဲပဲရှိနေသလိုခံစားရမှာဖြစ်ပါတယ်ဒီနေရာဟာအတိုင်းအတာမရှိစိမ့်ကြတဲ့အနားယူဖို့နေရာတစ်ခုဖြစ်ပြီး Saudi Arabia နိုင်ငံက Red Sea Resort မှာတည်ရှိပါတယ်ပြောရရင်တော့ Saudi Arabia က Red Sea Resort က Neom Project ရဲ့အစိပ်အပိုင်းတစ်ခုဖြစ်ပြီးဒီဒေသအတွက်ခရီးသွားလုပ်ငန်းမှာအပြောင်းအလဲကြီးဖြစ်စေမဲ့မဟာစီမံကိန်းကြီးတစ်ခုဖြစ်လာတော့မှာဖြစ်ပါတယ်